ကြာတပရင်းညတညမှာတော့ဆာကူရာမြို့စွန်ကလမ်းလေးကအရန်ကိုတာယာနေပါတယ်။ပလောက်တောင်တာယာလဲဆိုရင်ခွေးလည်းမဥသလိုလူလည်းတယောက်မှရှိမနေပါဘူး။အဲ့လိုတာယာနေတဲ့လမ်းထက်မှာလမ်းလျှောက်ထွက်လာသူနှစ်ယောက်ကတော့ထက်ကြီးနဲ့ဝေကြီးပါ။ဒါပေမဲ့ဒီညကသူတို့နှစ်ယောက်တော့နောက်ဆုံးညတညပဲဖြစ်မှာပါ။ဒါကိုတော့ထက်ကြီးတော့မသိပါဘူး။ဒီလိုအချိန်လမ်းလျှောက်ရတဲ့ဖီကတော့ရှယ်မိုက်ကွာ။လေအေးတွေနဲ့ဘလောက်တောင်ကောင်းလဲ။အေးကွာတကယ်ကောင်းတယ်။ပြောနေတော့မှပဲလမ်းပစ်တနေရာမှာအကင်တွေကင်ထားတာကိုတွေ့လိုက်ရပါတယ်။ထက်ကြီးကအရန်ကိုအစားတောက်ကျန်းနေကောင်မှာအဲ့ဒါကြောင့်ဖျောင်းဝေးကြီးဟိုမှာပါတီရှိရထန်တယ်။ပါပီကျူးတွေကင်ထားတာရှယ်ပဲကွာ။အနက်လေးကတရားနေတော့မှုင်းနေရောပဲကွာ။ဝေကြီးကလည်းအေးကွာမင်းပြောတာမှန်တယ်။အကင်နဲ့လေးတွေကတရားတောင်မှုင်းနေတာကွာ။ပိုက်တောင်စားလာပြီ။ဒါပေမဲ့အဲ့ဒါချမ်းသာတဲ့သူတွေအတွက်ပဲလှုပ်ပေးတဲ့ပါတီထန်တယ်။ငါတို့လိုငမွဲတွေကိုဘသူကခေါ်မှလဲကွာ။နည်းနည်းပါပါစဉ်းစားငါတို့ကငမွဲဆိုတာသူတို့ဘယ်လိုလုပ်သိမှလဲကွာတကယ်လို့ငါတို့သာကောင်းကောင်းတယောက်ဆောင်တတ်မယ်ဆိုရင်အသားကင်တွေရှယ်စားရမှာကွာကိုယုံစမ်းမှာကွာခက်တီတီပေါ့ဟင်းအောင်ငါတယောက်ဆောင်တာအကယ်ဒမီရှော့ပဲနော်စိန်တော့လာမခေါ်နဲ့တထင်းနေရတယောက်ဆောင်ရမှာလားဆရာကြီးနေရလားအကုန်ရတယ်ကွာဒါပဲလေကွာခက်တီတီနဲ့ဖြေးလိုက်ရင်အသားတော့အဝစားရမှာပဲအဲ့လိုနဲ့ထက်ကြီးတော့လဲပါပီကျူးပါတီလှုပ်တဲ့နေရာကိုဖြစ်ဖြစ်ချင်းပဲသွားနေကြတာပေါ့ပါတီလှုပ်နေတာကတော့ရန်ကိုကောင်းပြီးအရင်ကြီးတဲ့တိုက်ကြီးတဲ့ကလူတွေလှုပ်နေရပါချမ်းသာတဲ့လူတွေဆိုရင်လည်းမမပါဘူးထက်ကြီးကစပြီးကိုဆရာတို့ကရှယ်ပါတီလှုပ်နေတာလားကျွန်တော်တို့ရော join လို့ရလား။အိုရတာပေါ့ကွာ။ဦးလေးတို့ကလူနေတော့ပြင်းနေတာကွာ။မောင်ကြီးတို့ပါတော့ပွဲစီတာပေါ့ကွာ။ဘာမှတော့တိတ်မဖြဲလိုက်ရပဲပါတီကို join ခွင့်ရသွားတာမလို့ထက်ကြီးနဲ့ဝေကြီးလည်းတအားတွေပျော်သွားခဲ့တာပေါ့။ကဲဒီမှာအေးစိတ်ထိုင်ကြကွာဘာမှအာမနာနဲ့ကိုအိမ်ကိုပါတီလိုပဲတပေါ်ထားပြီးစားကြတော့ကြကွာဦးလေးတို့ကဟန်ဆောင်နေတာတို့ဘာလို့ဆိုမကြိုက်ဘူးနော်ရှေ့စားမှကြိုက်တာကွာထက်ကြီးနဲ့ဝေကြီးလည်းစပွဲခုံမှာနေရာယူလိုက်ပြီးအသားကင်တွေစောင့်နေခဲ့ပါတယ်အဲ့လိုစောင့်နေတော့မှပဲခက်ချောချောကောင်မလေးတယောက်သူတို့စီကိုရောက်လာပါတယ်မင်္ဂလာပါကလေးတို့ရေပါတီကနေကြိုးဆိုပါတယ်ကွာကလေးဟုတ်မမလည်းကလေးလေးပဲနော်ဟမ်ဘလို့ကလေးလဲကျွန်တော်ရဲ့အချစ်ကလေးလေးဗျာမောင်လေးကတော့ဒါနဲ့မမလူလားဟမ်ဘာလို့လဲတလောက်ချောတဲ့လူတခါမှမမြင်ဘူးလို့ပါဗျာပြီးတော့မမထမင်းရောစားရင်လားဗျာစားပါတယ်ဘာလို့ဩတလောက်ချောတာဆိုတော့ဗျာထမင်းရောစားလားလို့သိချင်လို့ပါဟုတ်ကွယ်မောင်လေးရဲ့ဒေါက်ကီတွေကတော့မိုက်နေပြီမမလောက်တော့မမိုက်ပါဘူးဗျာမမလမ်းလျှောက်တက်တာလားချစ်တော့ရောပါလားဟမ်ဟုတ်တယ်လေလမ်းလျှောက်တက်တယ်လေဘာလို့လဲတညနေလောက်မမနဲ့တူတူလမ်းလျှောက်ထွက်ချင်လို့ပါဗျာတကယ်ပဲမောင်လေးတို့နဲ့စကားပြောရတာပျော်ဖို့ကောင်းလိုက်တာဖျောင်းဝေးကြီးစားဆရာရှိတာစားစမ်းပါကွာရထားတဲ့စော်လည်းမနေဘူးဒါလည်းအခုထိဖွန်ကြောင်နေတော့ကွာလောလောဆယ် channel လေးကို subscribe လုပ်ရတဲ့လောက်ထားပေးပါအောင်နော်မောင်ရင်တို့ရေအသားကင်ကကောင်းတယ်မလားကွာဦးလျာတော့ရှက်ကင်ထားတာပဲကွာတောက်ရှမ်းမိုက်တယ်ဗျာအသားကင်တွေရှယ်ကောင်းတာဒီလိုအသားကင်မျိုးတစ်ခါမှတော့မစားဘူးဦးလေးကြီးကသဘောလဲကောင်းတယ်ဗျာအဲ့ဒါကြောင့်အခုအသက်ရွယ်ထိချောမောခံညားနေတာဖြစ်မယ်ဗျာဟာမောင်ရင်တို့ကတော့ညောင်းနေပြီအလောက်လည်းမဟုတ်ပါဘူးကွာမဟုတ်ဘူးမလုံးနဲ့ဦးလေးရေဟုတ်တယ်လုံးလိုက်ပါဗျာကျွန်တော်စားဖို့သမျှပါပီကျူးထဲမှာဒါအကောင်းဆုံးပဲအဲ့ဒီအချိန်မှာပဲဝေကြီးကဘသူမှမကြောက်အတန်တူတူလေးနဲ့ဟျောင်းငါတို့တခါမှတော့ပါပီကျူးမစားဘူးသေးဘူးလေကွာဟာမင်းရလေကွာပိန်းလိုက်တာငါတို့ကတယောက်ဆောင်နေရလေဒီလိုနဲ့ဝေကြီးလဲတိချင်စိတ်တွေဖြစ်လာတာနဲ့ဦးလေးကြီးအခုကျွန်တော်တို့စားနေတဲ့ဒီသားတွေကပါသားတွေလဲပြအရင်ကနူးညံ့တာနော်ကြက်သားဝက်သားအမဲသားတော့မဟုတ်ဘူးထင်တယ်အဲ့ဒီအချိန်မှာပဲနေရာတစ်ခုလုံးကစတင်ပြီးကြောက်စရာကောင်းလာပါတယ်ပြီးတော့ဦးလေးကြီးကလည်းလေတံမမနဲ့ဒါလူသားပဲကွာထက်ကြီးတို့လည်းရှယ်လန့်သွားပြီးဗျာဒါကြီးကလူသားလားမနှောက်ရဘူးလေဗျာ no ငါမနှောက်တတ်ဘူးစားလည်းမစားတတ်ဘူးငါဒီပြောနေရကွာဒါနဲ့လူသားရှယ်ကောင်းတယ်မလားကွာဟောချက်သားဝတ်သားအမေသားထတော့ရောက်တာရှိရမလားဟုတ်တယ်ဟုတ်ထက်ကြီးနဲ့ဝေကြီးလည်းစားထားသမျှအန်ချင်တယ်လို့ဖြစ်လာပါလေရောကျွန်တော်တို့နောက်ကျနေပြီထင်တယ်ကျွန်တော်တို့ပြန်ခွင့်ပြုပါအောင်ဗျာဟုတ်တယ်ကျွန်တော်တို့နောက်ကျနေပြီဗျနောက်ညကျမှပြန်လာခဲ့မယ်ဗျာမင်းတို့ကပြန်လို့မဟုတ်လား
ဒီကရုပ်ထုံမလာပါတယ်ကမလေးနဲ့တူတူထိုင်ပြီးအကင်လေးတွေမစားချင်ဘူးလားကွာ ထက်ကြီးတို့လည်းဦးလေးကြီးပြတဲ့နေရာကိုကြည့်လိုက်တော့စောနာကောင်မလေးကတရေမကြီးဖြစ်နေတာကိုမြင်လိုက်ရပါလေရောမပြန်သေးနဲ့လေကွာမမနဲ့တူတူအကင်လေးပါလေးစားကြတာပေါ့နော်အော်ပြီးတော့မမခြေတော့မပါဘူးနော်လမ်းတူတူလျှောက်လို့တော့မရတော့ဘူးထက်ကြီးနဲ့ဝေကြီးတို့ကတော့ပြန်အောင်မပြောနိုင်တော့ပါဘူးမောင်လေးတို့ကဘလို့ထင်လဲမမခြေတော့မပါတော့လှပါမလားထက်ကြီးနဲ့ဝေကြီးလည်းကြောင်တောင်ပါဖြစ်ချင်နေပါပြီပြေးဖို့ကြိုးစားနေပေမဲ့ နေအောင်လေကွာပါတီကမပြီးသေးဘူးကွာပါတီမပြီးပဲတော်လို့မရအောင်လေမင်းတို့ရိုင်းလာချီလား မလုပ်ပါနဲ့ဗျာကျွန်တော်တို့ကပြန်မရမယ်အခုပြန်မရမယ်ဗျာ ပါကွာမင်းတို့စားတဲ့သားတွေကလွယ်လွယ်လေးနဲ့ရှားထားတဲ့မြတ်ထင်းနေလားမင်းတို့စားတဲ့သားတွေကဝဲလို့မရတဲ့လူသားတွေကွာအဲ့တော့မင်းတို့အသားတွေနဲ့ပြန်ပြီးဆက်ရမယ်ကွာငါပြောတာဟုတ်တယ်မလား မလုပ်ပါနဲ့ဗျာကျွန်တော်တို့အသက်ငယ်ငယ်လေးပဲရှိပါသေးတယ်ဗျာမလုပ်ပါနဲ့ နေလီကောင်းလီပဲမင်းတို့လိုတလီကဝအုတ်တမ်းမြပါတီတပ်ပြီးစားလိုက်ဘသူမှသိမှာမဟုတ်ဘူးစံကုန်မြေးလေးကောင်းလီ ဒီနောက်မှာတရေတွေအကုန်လုံးကထက်ကြီးနဲ့ဝေကြီးကိုဝိုင်းရိုက်လိုက်ပြီးစားလိုက်ပါတော့တယ်။နှစ်ယောက်လုံးကတော့တရေအစားခံရပြီးရှောသွားတာပါ။အဲဒါကြောင့်ချစ်ပရိသတ်တို့လည်းကိုနဲ့မသိတဲ့နေရာတွေကိုနဲ့မဆိုင်တဲ့နေရာတွေမှာမပါဝင်ဖို့ပြောရင်ဇလန်းလေးကတော့တလောက်ပါပဲနော်။အချိန်အားဖြင့်တော့ညနေ4 နာရီထိုးသွားပါပြီ။4 နာရီထိုးသွားပြီမလို့မိရလဲကျောင်းကနေအိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်မပြန်ခင်ညဘက်စားဖို့မုန့်နေဝဲသွားမှရမယ်။ဆာကူရာမြို့လေးကတော့အရန်ကိုသားရပြီးအန်ဒီရဲ့ကင်းတဲ့မြို့လေးပါဒီနေ့ဒီချိန်ထိတော့ตายရတယ်လို့ပဲပြောရပါအောင်မယ်မိရလဲလမ်းထိပ်ကကုံစုံဆိုင်ကမှုန့်တွေအေးတွေရှောက်ဝယ်နေရပေါ့စိတ်ကြိုက်ဝယ်ပြီးတဲ့နောက်တော့သူနေတဲ့တိုက်ခန်းစီကိုပြန်လာခဲ့ပါတယ်โอเคမှုန့်နေတော့စုံနေပြီညဘက်ဆာကူရာတေးကကြည့်နေစားရမယ်မိရတို့ရဲ့တိုက်ခန်းကအပေါ်ထက်မှာဖြစ်တာမလို့မိရလဲတက်လေကားနဲ့တက်ဖို့လုံနေရပေါ့ဒီချိန်นี้အရာအလုံးကအဆင်ပြေနေပါသေးတယ်ဒါပေမဲ့လည်းမိရတယောက်သူ့တိုက်ခန်းသူပြန်ရောက်သွားတဲ့ခါမှာတော့သူ့အမေကိုမတွေ့ရတော့ပဲစာတစောင်းပဲတွေ့လိုက်ရပါတယ်။ဟမ်ပါစာလေးလေဟာမီယာယူဖတ်ကြည့်လိုက်တဲ့ခါမှာတော့စာကသူ့အမေထားခဲ့တဲ့စာဖြစ်ပြီးအထဲမှာရေးထားတာကတော့သမီးမီယာအမေတင်ညမေတင်ရှိလို့နည်းနည်းနောက်ကြမယ်စိတ်မပူနဲ့နော်အမေခဏနေဖုန်းဆက်လိုက်မယ်ပြီးတော့သမီးတို့ညစာလည်းအမေလုပ်ပေးထားတယ်ပြီးတော့သမီးမောင်လေးကိုလည်းကျူးဆိုင်ပေးအောင်နော်အရင်မငိုစေနဲ့သမီးကိုချက်တယ်ဟာအမေကလည်းလုတ်ပြန်ပြီကွာတယောက်တည်းနေရတာကြောက်ပါတယ်ဆိုဒီလိုကြီးပဲအချိန်တွေကတဖြည်းဖြည်းကြာလာပြီးညနေဘက်ကနေအရန်ကိုမှောင်မဲတဲ့ညဘက်ကိုရောက်လာပါတယ်မိယာကတော့ညဘက်ရေချိုးနေရပေါ့ရေချိုးနေရင်လည်းရှောက်ပြောနေပါသေးတယ်ဟွန်းတယောက်တည်းလည်းမိယာတော့မကြောက်ဘူးတရေလည်းမကြောက်ဘူးဘလူးလည်းမကြောက်ဘူးမိယာလည်းရေချိုးပြီးရနဲ့အလှပြင်းနေရပေါ့ဒါကညတိုင်းသူပုံမှန်လုပ်နေတဲ့အလုပ်တွေပါပဲအရာအားလုံးကလည်းပုံမှန်ဖြစ်နေတော့မှတရေရီပါရီတော့မကြောက်ပါဘူးဒါပေမဲ့အမေမရှိတော့ပြင်းစရာကြီးကွာတယောက်တည်းဆိုတော့ကြောင်တောင်တောင်ကြီးဘာလို့လောက်ရမှန်းမသိတော့ဘူးငါမောင်လေးကိုသွားကြည့်ရအောင်မယ်မီယာရဲ့မောင်လေးကတော့သူ့ဘာသာသူကစားနေရပါအေးအေးဆေးဆေးပါပဲအားလုံးโอเคပဲညစာစားဖို့ပဲကြံတယ်ဟွန်းအမေကလည်းညစာလုပ်ထားရတာပြောတာအများကြီးလည်းမလုပ်ထားဘူးလောဘကြီးတဲ့မီယာလည်းသူ့ဘာသာသူညစာတွေရှောက်ချက်နေပါတော့တယ်အဲ့လိုအချိန်အတော်ကြာရှောက်ချက်ပြီးရဲ့နောက်မှာတော့ညစာကတော်တော်များသွားပါတယ်။ရှေးမိုက်ပြီဟေးဘိုက်ပေါအောင်စားပြစ်မယ်ကွာ။အဲ့ဒီအချိန်မှာပဲဖုန်းတကောဝင်လာပါတယ်။အမေပဲဖြစ်မယ်။ဘလို့စင်ချေစင်နေရွက်တွေပေးအောင်မလဲမသိပါဘူး။ သမီးမီယာအမေအလုပ်ပြီးရောမယ်နော်သိမလို့တော့သမီးအဆင်ပြေရမလားညစာရောစားပြီလားသမီးမောင်လေးရောငိုနေသေးလား အကုန်အဆင်ပြေတယ်အမေမရှိတော့ကြောင်တောင်တောင်တော့ဖြစ်နေတာပေါ့ သင်မအမေမကြပါဘူးအခုလက်စာတက်နေပြီအမေကိုမဆောင်နိုင်စောစောအိတ်လိုက်နော်စောစောအိတ်တော့အေးရေးဝတာပေါ့ ဟုတ်ကဲ့ပါမေသမီးခဏနေအိတ်တော့မှာပါည8 နာရီထိုးသွားတဲ့ခါမှာတော့မိရလဲဒီပီလေးပါလေးရှောက်ကြည့်နေပါပေါ့တည်င်းလိုင်းကိုမတော်တဆဖွင့်မိထားတာပါတည်င်းမှာကြီးညာနေတာကဒီနေ့ညဆာကူရာမြို့ရဲ့တနေရာမှာစိတ်တဆလူသက်သမားရောက်နေပြီးသူကတိုက်ခန်းတွေထဲကလူတွေကိုလိုက်သက်နေတဲ့ကြောင်းတကားတွေကိုတေချာပိတ်ထားဖို့တတိပေးကြီးညာနေရပါဟိုးတောက်ယူတည်င်းတွေပါငါတို့တိုက်ခန်းကိုပဲလူသက်သမားလာနိုင်မှာလဲစိတ်ရှုပ်လိုက်တာမိရလဲလိုင်းတွေရှောက်ပြောင်းလိုက်ပြီးနောက်အမရဲ့ချန်နယ်ဆာကူရာတရေဆက်လန်းတွေကိုအေးအေးဆေးဆေးထိုင်ကြည့်နေရပေါ့ နားကနေ2 လမ်းကျော်ဆိုတော့မင်းတို့ဟိုเจ้าကြီးကိုဖျက်သွားမှာပဲနော်သိရမလားပေးရဲ6တဲ့เจ้าလေး ။အော်သိတယ်
ဦးလေးအဲ့ဒါဂျင်းအကြီးစားကြီးပါ ဟဲ့ဂျင်းမဟုတ်ဘူးနော်ကလီမာတို့အဲ့ဒီကျောင်းသားဖြတ်သွားရင်ကျောင်းကိုလည်းမကြည့်နဲ့အနောက် ပြီးတော့သူက channel ကိုလည်း subscribe လုပ်ထားပါသေးတယ်ချစ်ပရိသတ်တို့လည်းလုပ်ပေးထားပါအောင်နော်တော်တော်လေးကြာသွားတဲ့အခါမှာတော့ဖုန်းနဲ့ line သုံးနေပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတကား bell ကမြည်လာပါတယ်အမေပဲနေမယ်ငါ့ကိုလာပြီး surprise တိုက်ဖို့လုပ်နေတာအမေရဲ့သမီးကအမေသမီးပါတလောက်နဲ့တော့ဘယ်ရမလဲမေရလည်းသူ့အမေထင်ပြီးဝမ်းသာအားရနဲ့တကားကိုဖွင့်လိုက်ပါလေရောဒါပေမဲ့အပြင်မှာရှိနေတာကသူ့အမေမဟုတ်ပဲသတင်းထဲမှာပါတဲ့စိတ်တဆလူသက်သမားကြီးဖြစ်နေရပါပဲအဲ့တော့မေရလည်းအရန်ကိုလှန့်သွားပါတော့တယ်ပိုဆိုးတာကလူသက်သမားကကြောက်စရာမျက်နှာဖုံးကြီးတစ်ခုကိုတက်ထားပါသေးတယ်ဘာမှမကြောက်ဘူးဆိုတဲ့မေရတယောက်ကြောက်စရာလူသက်သမားနဲ့လည်းတွေ့ရောလန့်အားကြီးပြီးထတော့မထနိုင်တော့တဲ့ထိဖြစ်ကုန်တာပါဆေးရုံမှာတော့လူသက်သမားတက်ခဲ့တဲ့လူတွေနဲ့တရားရလူနာတွေအများကြီးရောက်နေပါတယ်လူသက်သမားကတက်ပြီးတာနဲ့ပျောက်သွားတာမလို့ဖမ်းလို့လည်းလွယ်မနေပါဘူးတချို့လူတွေကတော့အစတောင်ရှာများတော့တဲ့ထိပျောက်နေရပါတရက်အတွင်းမှာပဲလူသက်သမားကလူအများကြီးကိုဒုက္ခပေးလိုက်တာပါဒါတွေကိုမြင်လိုက်ရတော့မီယာရဲ့အမေလည်းသူ့သမီးကိုတော်တော်စိတ်ပူသွားပြီးမီယာစီကိုဖုန်းခေါ်တာပေါ့ဒါပေမဲ့မီယာကဖုန်းမကင်ဘူးဖြစ်နေတာပါဟန်နာကျမတို့ရဲ့ကောင်ဆောင်ကအကူအညီလုံးနေပြီဒီဆေးရုံမှာလူနာတွေအများကြီးဖြစ်နေတယ်အရေးပေါ်ချင်နေပဲဘာမှဖြစ်နေလဲဟန်နာဘာမှမဟုတ်ပါဘူးဒီမှာသမီးမိယာဖုန်းခေါ်နေတာသူဖုန်းမကင်ဖြစ်နေတဲ့ဟာငါအရင်စိတ်ပူနေပြီဟုတ်လားဒါပေမဲ့အချင်းဦးတဲ့ကြည့်အောင်လေဟန်နာရဲ့အိတ်ချင်တော့ရှောင်းနေပြီဒီလောက်စုကလေးအိမ်နေလာပြီအေးပါနင်ထင်တာမှန်လားပါတယ်ငါအစိုးရင်တို့နေတာဖြစ်မှာပါဖုန်းတကောလောက်တက်ခေါ်ချင်းခေါ်ကြည့်လေပြီးတော့တော့ရအောင်ဟန်နာလည်းနောက်တစ်ခါဖုန်းခေါ်လိုက်ပေမဲ့မီယာကဖုန်းလုံးဝမကင်တော့ပါဘူးအဲ့ဒါအပြင်မီယာရဲ့အခန်းမှာသွေးတွေအများကြီးလဲစီးကြနေပါတယ်ဒါတွေကမီယာရဲ့သွေးတွေပါလူသက်သမားကမီယာကိုတပ်ပစ်လိုက်ပါပြီဒီလောက်နဲ့တည်းမပြီးသေးပါဘူးမီယာရဲ့မောင်လေးကလည်းထငိုလာတာမလို့ဟာမင်းကလည်းမင်းအမနောက်လိုက်သွားချင်နေပေါ့လေသွားရမှာပေါ့ကွာမင်းလေးရဲ့ဆန်တော့ငါဖြည့်ဆည်းပေးပါမယ်ကွာငါလာပြီးမငုံနဲ့နာကြီးရဲ့ဟာမီယာမောင်လေးကတော့အရန်ကိုငိုနေတော့မှာပဲမင်းကတိတ်ကိုအားပြဲချင်တယ်ပေါ့လေဒီမှာတော့မရဘူးမင်းအမနဲ့တူတူငရဲပြည်မှာသွားပြီးအားပြဲလာပြီကွာဒါပေမဲ့လည်းရုတ်တရက်ဆိုသလိုမီယာပြန်ပေါ်လာပြီးအခုတော့အရာအလုံးကတိတ်ဆိတ်သွားပါတော့တယ်ဆက်လန်လေးကတော့ချစ်ပရိသတ်တို့ကြိုက်တယ်လို့သိလို့ရပါတယ်မီယာကလူသက်သမားကိုနောက်ကနေချောင်းသက်လိုက်နိုင်တာလားဒါမှမဟုတ်မသက်နိုင်ဘူးလားအဲ့ဒါမှမဟုတ်ရင်လေရုတ်တရက်ပေါ်လာတဲ့မီယာကလူမဟုတ်တော့ပဲတရေတကောင်ဖြစ်သွားတာလားကြိုက်တဲ့အန်တင်းဆက်သိန်းနဲ့သိလို့ရပါတယ်ရှင်ဘယ်အန်တင်းကိုပို့ကြိုက်လဲ comment မှာရေးခဲ့ပေးပါအောင်နော်ဆာကူရာဇလန်တွေကြိုက်တဲ့သူတွေက channel လေးကို subscribe လုပ်ထားပေးပါအောင်နော်ဒီ channel မှာဆာကူရာဇလန်ကောင်းတွေအများကြီးကိုတင်ဆက်ပေးပါမယ်ရှင်အမကတော့တင်ဆက်သူ Lady King Voice Over Actor ပါနောက်ဇလန်တွေမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်